ဘယ်နေရာမှာတိကမတူတယ်လဲဆိုရင်ယုံကြည်သူနဲ့ယုံကြည်သူမှာ foundation လုံးဝမတူတဲ့အရာအမြင်မှာလုံးဝမတူမယုံကြည်သူတွေကမြင်ရတဲ့အရာကိုကြည့်တယ်လောကမှာမြင်ရတဲ့အရာကိုပဲကြည့်လောကကြီးကိုကြည့်ရတဲ့အခါမှာလောကမှာတာ၍ကောင်းတော်အတ္တတာ၍ကောင်းတော်စီးပွားရေးကျွန်တော်တို့တခြားလူကိုကြည့်တဲ့အခါမှာဘလောက်ဒီလူကိုကြည့်တဲ့အခါမှာဘလောက်တော်တယ်လဲဘလောက်လှတယ်လဲအရာဘလောက်မြင့်တယ်လဲဘလောက်ဘယ် background ကလဲပတ်စံဘလောက်ရှိလဲဆိုတော့ကိုပဲကြည့်ပြီးမှဆုံးဖြတ်ကြတယ်သူတို့မိမိကိုမိမိကြည့်တဲ့အခါမှာလဲငါဘလို့ချမ်းတောင်ဘလို့လုပ်ရမှာလဲကြမ်းမအောင်ဘလို့လုပ်ရမှာလဲလူတွေကြည့်ကောင်းအောင်လူတွေထင်ကြည့်အောင်လူတွေကချီးမွမ်းခြင်းခံရအောင်ဘာလုပ်ရမလဲဆိုတော့ကိုပဲကြည့်ယုံကြည်သူတွေကြတော့ယုံကြည်သူစစ်မှန်နေဆိုရင်ယုံကြည်သူတိုင်းကမဆိုလို့ယုံကြည်သူစစ်မှန်နေဆိုရင်ကျွန်တော်တို့ကမြင်ရတဲ့အရာကိုကြည့်မမြင်ရတဲ့အရာကိုပဲကြည့်ဒါကြောင့်မလို့ယုံကြည်သူရဲ့အတ္တကိုဘာလဲတာလို့ခေါ်တယ်ဝိညာဉ်အတ္တလို့ခေါ်တယ်ဝိညာဉ်ကမြင်ရလားမမြင်ရယုံကြည်သူတွေကမိမိကိုမိမိကြည့်ရတဲ့အခါမှာငါဘလောက်လှနေတယ်လဲဘလောက်ချမ်းသာနေတယ်မကြည့်ငါရဲ့အတွင်းလူငါရဲ့ဝိညာဉ်ဘလို့ကြမ်းမနေလားမကြမ်းမနေဘူးလားဘလို့အခြေအနေရှိနေပြီလဲဒါပဲကြည့်အာယုံဆိုင်တဲ့ခါမှာကိုယ့်ရဲ့အတွင်းလူကပဲအာယုံဆိုင်တယ်ဘာသာမဦးစားပေးဟာကိုယ့်ရဲ့အတွင်းလူဖြစ်တယ် invisible မမြင်ရတဲ့အရာကိုပဲအာယုံဆိုင်တယ်တခြားလူကိုကြည့်တဲ့အခါမှာလဲ तू ကယုံကြည်သူလားမယုံကြည်သူလားသူရဲ့ဝိညာဉ် तू ကဘလောက်ဖျားခင်ဘလောက်ချစ်တဲ့လူတဲ့အတွင်းလူကိုပဲအရင်ဆုံးကြည့်တာယုံကြည်သူမှန်ရင်အတွင်းအရာကိုပဲကြည့်ဒါပေမဲ့ဝမ်းနည်းစာကောင်းတာကကျွန်တော်တို့ယုံကြည်သူလို့ပြောတဲ့ခရိယန်တွေကိုယ်တိုင်ဒီလောကကြီးရဲ့လေပတ်မှုကမြင်ရတဲ့အရာနဲ့ပဲလေပတ်သွားတာမြင်ရတဲ့အရာကိုပဲအဓိကထားဖြစ်ပါတယ်ဆိုတော့ဘာမှမဟုတ်ကျွန်တော်ပြောချင်တဲ့အရာကလောကမှာလူနှမျိုးလုံးစားဖြစ်တယ်ယုံကြည်သူနဲ့မယုံကြည်သူမယုံကြည်သူကမြင်ရတဲ့အရာကို focus လုပ်ပြီးမှအသက်ရှင်ပါတယ်အခြားတို့ကိုကြည့်တဲ့အခါမှာလည်းမြင်ရတဲ့အရာကိုပဲကြည့်တယ်ကိုယ်ကိုကြည့်တဲ့အခါမှာလည်းမြင်ရတဲ့ခန္ဓာကိုယ်ပဲကြည့်တယ်မြင်ရတဲ့အရာနဲ့ပဲမမြင်ရတဲ့အရာကိုကုသဖို့ကြိုးစားကြတယ်အားလုံးရဲ့အတွင်းထဲမှာပါရှိတယ် desire ဆိုတာအတွင်းထဲမှာဝမ်းမြောက်ဖို့အတွက်ပြည့်စုံဖို့အတွက်အမြင်ကျေနပ်နေဖို့အတွက်အဲ့ဒီအရာအတွက်ဘာနဲ့ကုသဖို့ကြိုးစားလဲမြင်ရတဲ့အရာလာပါခြင်းချောမွေ့ခြင်းပြည့်စုံခြင်းကြမ်းမာခြင်းချမ်းသာခြင်းနဲ့အဲ့ဒီမမြင်ရတဲ့အရာရဲ့ desire ကိုပြည့်စုံဖို့ကြိုးစားကြတယ်ကျွန်တော်တို့ကကြတော့အဲ့လိုမျိုးမဟုတ်ပြောင်းပြန်ကျွန်တော်တို့မှမမြင်ရတဲ့အရာကို focus လုပ်တယ်ယုံကြည်သူတွေကမမြင်ရတဲ့အရာကိုပို့ပြီးခိုင်ခန့်တော့အတွင်းလူလို့ပဲကျွန်တော်ပြောမှာနော်မမြင်ရတာအတွင်းလူကိုတိုင်မှအားကောင်းလာဖို့အတွက်ခိုင်ခန့်ဖို့တော့ကျွန်တော်စူးစမ်းကြတယ်အဲ့ဒီအတွင်းလူရဲ့ခိုင်ခန့်ခြင်းနဲ့မြင်ရတဲ့အရာကိုကျွန်တော်တို့တိုက်ဖြစ်ဖို့ကျွန်တော်စူးစမ်းကြတယ်အောင်မြင်ဖို့ကျွန်တော်စူးစမ်းကြတယ်မြင်ရတဲ့အရာကဘာလဲအောင်မြင်ခြင်းဖြစ်မလားဆင်းရဲဒုက္ခဖြစ်မလားမြင်ရတဲ့အရာတွေကကျွန်တော်ရှင်းမှာအခုမြင်ရတဲ့အရာဘာပဲရှိနေလဲဆင်းရဲဒုက္ခတွေကုန်စည်နှုန်းတက်လာပြန်ပြီလက်ခကတိုးမလာဘူးအလောက်ကင်ကမရှိပြန်ဘူးကျွန်တော်ဘယ်လိုသွားမလဲအဲ့ဒါကမြင်ရတဲ့အရာတွေ့နေရတဲ့အရာကြားနေရတဲ့အရာခံစားရနေရတဲ့အရာအဲ့ဒါကိုဘာနဲ့ကျွန်တော်တို့ကကုသဖို့ကြိုးစားလဲမမြင်ရတဲ့အသွေးလိုနဲ့ပဲကုသဖို့ကြိုးစားတယ်ဒါဟာတမန်တရားလည်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီနှမျိုးလုံးစားမှာပထမအဆုံးအမြင်အကြည့်ချင်းမတူတော့ဘူး vision ကြည့်မြင်ချင်းမတူဘူးကွာခြားတယ်အဲ့ဒါမတူတဲ့ခါမှာသူနဲ့သူဆက်တိုက်လိုက်လာတဲ့စိတ်နဲ့သဘောထား mindset မတူတော့ဘူးဗျာအဲ့ဒီတစ်ခုမတူတဲ့ခါမှာနောက်ဆုံးဝမ်းမြောက်ခြင်းလည်းမတူတော့ဘူးမယုံကြည်သူတွေရဲ့ဝမ်းမြောက်ခြင်းကကျမ်းမာခြင်းချမ်းသာခြင်းလူတွေကချီးမြှောက်ခြင်းပေါ်မူတည်တယ်ကျွန်တော်ကအဲ့လိုမဟုတ်တော့ဘူးကျွန်တော်ရဲ့ဝမ်းမြောက်ခြင်းအဲ့ပေါ်မူတည်ဘူးကျမ်းမာတွေဖြစ်စေမကျမ်းမာတွေဖြစ်စေချမ်းသာတွေဖြစ်စေမချမ်းသာတွေဖြစ်စေလူတွေကချီးမြှောက်တွေဖြစ်စေရှုတ်ချတွေဖြစ်စေကျွန်တော်ရဲ့ဝမ်းမြောက်ခြင်းအဲ့ပေါ်မူတည်ဘူးဘယ်ပေါ်မူတည်လဲကျွန်တော်ရဲ့အတွင်းလူကဘလောက်တောင်မှခိုင်ခန့်မှုရှိတယ်
ဒီအတွင်းလူကမမီရတဲ့အတွင်းလူကမမီရတော့ဖျားခင်မှာဘလောက်တော့မှဆက်တွေမှုဘလောက်ကောင်းတယ်ဆိုတဲ့ပုံမူဒီမှာဝမ်းမြောက်ခြင်းကလည်းကွာသွားတယ်ဒါကြောင့်ပထမအဆုံး vision အမြင်မတူတဲ့အကြောင်းကိုကြည့်ရအောင်ယုံကြည်သူစစ်မှန်နေဆိုရင်လောကီလူသားတွေနဲ့အမြင်ချင်းမတူဘူးဘာလို့မတူလဲယောဂီတွေကမီးရတဲ့အရာနောက်ကိုလိုက်ကြတယ်မီးရတဲ့အရာနဲ့လောကပြဿနာတွေကိုဖြေရှင်းဖို့ကြိုးစားကြတယ်မီးရတဲ့အရာနဲ့လောကီပြဿနာလူတွေကိုပိုင်းဖြတ်ကြတယ်ဆုံးဖြတ်ကြတယ်ကျွန်တော်တို့မယုံကြည်ကျွန်တော်တို့ယုံကြည်သူတွေကကြတော့ invisible မမြင်ရတဲ့အရာကိုပဲကြည့်တယ်ပြဿနာတစ်ခုကြုံရပြီဆိုရင်ကျွန်တော်မြင်ရပြီမမြင်ရတဲ့အရာကဘာလဲအဲ့ဒီပြဿနာရဲ့အနောက်မှာဘာလဲ purpose of that problem အဲ့လိုကြုံတွေ့ရချင်း setback ဘဝမှာsetback ဆိုတာစိတ်ပျက်စရာကြုံရတယ်ဥပမာဒီမှာငငယ်တယောက်ဆိုရင်တို့နိုင်ငံခြားတော့ပြင်ဆင်နေတာ setback ဖြစ်သွားတယ်မရတော့လင်ကိုဆိုတာနှစ်ခါကြုံရတယ်မယုံကြည်သူဆိုရင်တော့အဲ့ဒီပုံမှာကြည့်မှ one day ပတ်လက်ဖြစ်နေမယ်ယုံကြည်သူဆိုရင်တော့အဲ့ဒီ setback ရဲ့ purpose ကဘာလဲဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ယုံကြည်သူမှန်ရင်ဘုရားခင်ရဲ့လက်ထဲမှာပဲရှိတယ်ဘုရားခင်ရဲ့အကြံစီထဲမှာပဲရှိတယ်ကျွန်တော်တို့ဘလို့မှပြေလို့မလုပ်ဘူးဘုရားခင်အကြံစီရနေမနေချင်ဘူးကွာဘုရားခင်နဲ့ဘုရားခင်ရဲ့အလိုလိုနဲ့မညီမတက်ရှင်ချင်းတော့ကွာဘလောက်ပဲပြောအပြင်းအောင်ပဲလိုက်တော့မှာကွာပြောဘုရားခင်ရဲ့အကြံစီကလုပ်လို့မရတော့ဘူးဘာကြောင့်လဲဆိုရင်ကျွန်တော်ခရစ်ယာန်ရှိကတော့မိမိကေတေမှန်ရှိပြီးယုံကြည်လက်ခံလိုက်တဲ့အချိန်ကလေးစပြီးဘုရားခင်လက်တော်ထဲမှာရောက်သွားပြီအပြစ်ထဲမှာဘလောက်ပဲကြာရှင်းသွားတယ်ဖြစ်ပါစေဘလို့ပဲဖြစ်တယ်ဖြစ်ပါစေဘုရားခင်လက်တော်ထဲမှာရှောက်တော့ပြီပြီးခဲ့တဲ့ပါမှာကျွန်တော်တို့လေ့လာခဲ့တယ်ကျွန်တော်တို့ဘလောက်ပဲခက်ခဲမှုဒုက္ခကြုံတွေ့ရဖြစ်ပါစေအဲ့ဒီကြုံတွေ့ရတော့သူဟာဘုရားခင်ရဲ့တိုးစုပဲဖြစ်တယ်ဆိုတဲ့အကြောင်းကျွန်တော်ခံယူခဲ့ရတယ်ဘုရားခင်လက်ထဲမှာပဲရှိတော့တယ်ဒါကြောင့်ဘဝမှာကြုံတွေ့ရတဲ့အရာမှန်မြကောင်းခြင်းဖြစ်စေဆိုးခြင်းဖြစ်စေဘေးရာဖြစ်စေမြင်ရတဲ့အဲ့ဒီကောင်းခြင်းဆိုးခြင်းပေါ်မကြည့်တော့ဘူးကောင်းခြင်းဆိုးခြင်းကိုရဲ့အကြောင်းရင်းကိုပဲကျွန်တော်ကြည့်တော့တယ်ရွေချက်ကိုပဲကျွန်တော်ကြည့်တော့တယ်အဲ့ဒီရဲ့နောက်မှာရောက်လာမယ်အကျိုးဆက်ကိုပဲကျွန်တော်ကြည့်တော့တယ်အဲ့ဒါကိုဘာလို့ခေါ်လဲ living by faith လို့ခေါ်တယ်ယုံကြည်ခြင်းအပြင်အသက်ရှင်ခြင်းလို့ခေါ်တယ်အဲ့ဒါကအဆုံးဖြတ်ပေးသွားတာမြင်ရတဲ့အရာကိုအခြေခံပြီးအသက်ရှင်တဲ့အခါမှာယုံကြည်ခြင်းလို့လားမလို့အပ်ဘူးမြင်တဲ့အရာတွေပဲဆုံးဖြတ်တာဒါပေမဲ့မမြင်ရတဲ့အရာကိုကြည့်ပြီးအသက်ရှင်ပြီးဆိုရင်အရေးကြီးဆုံးမပန်ဖြစ်မရှိဖြစ်လိုရတဲ့အရာဘာဖြစ်သွားလဲယုံကြည်ခြင်းဖြစ်သွားတယ်မြင်ရတာယုံကြည်ခြင်းမရှိရင်မမြင်ရတဲ့အရာတွေရှင်မဖြစ်နိုင်ဆိုတော့ we live by faith ယုံကြည်ခြင်းအပြင်အသက်ရှင်တော်သူများဖြစ်ကြတယ်ယုံကြည်သူတွေကတော့မြင်ရတဲ့အရာနဲ့ပဲမြင်မှယုံအမြင်မယုံဒါကြောင့်ကောရိန္သုဩဝါစာခန်းကြီး4အခန်းငယ်18မှာဒုတိယဆောင်နော်ကောရိန္သုဩဝါစာဒုတိယဆောင်မှာတမန်တော်ပေါလုကပြောထားတယ်ထင်ရှားသောအရာတို့ကိုမကြည့်မမှတ်ပဲမထင်ရှားသောအရာတို့ကိုကြည့်မှကြစဉ်အခါဒီမှာသူပြောသွားပြီယုံကြည်သူဆိုရင်ဘာဖြစ်လဲထင်ရှားတဲ့အရာကိုမကြည့်တော့ဘူးမထင်ရှားတဲ့အရာကိုကြည့်တယ်အဲ့ချိန်မှာဘာဖြစ်နေလဲထင်ရှားတဲ့အရာကဘာလဲ persecution အကြီးကြီးဖြစ်နေတာယုံကြည်သူမှရင်ခရိယာမှရင်တပ်ပြချင်းခံရတယ်ဖန်ဆီးချင်းခံရတယ်လောင်အိမ်ထဲချင်းခံရတယ်ချင်းသေးစာကျွေးချင်းခံရတယ်အဲ့ဒီထင်ရှားတဲ့အရာကိုမကြည့်မမှတ်ပဲမထင်ရှားတော့အရာကိုကြည့်မှာအဲ့ဒီမထင်ရှားတော့အရာကဘာလဲဖျားရခင်ပြင်ဆင်ပေးမဲ့အချိန်ဖျားရခင်ရှိနေတယ်ဖျားရခင်ပြင်ဆင်ပေးမဲ့နိုင်ငံတော်ဒါကိုသူတို့ကြည့်ကြတယ်ယခုခဏခံရ၍ပေါ်ပါတော့ဆင်းရဲခြင်းဒုက္ခသည်အတိုင်းအထက်လွန်ကြီးမြတ်လေးလံသောနေဆာထာရဘုံအတေကိုငါတို့ဖို့ပြည့်စေတတ်၏ဒီမှာတစ်ခုရှိကြတယ်ယခုခံရတဲ့ဆင်းရဲဒုက္ခနဲ့နောင်မှာကြုံတွေ့ရမယ်ဘုံအတေနောင်မှာကြုံတွေ့ရမယ့်ဘုံအတေတွေကမမြင်ရဘူးယခုကြုံတွေ့နေရတဲ့ဆင်းရဲဒုက္ခကမျက်ဝါးထင်းထင်းကိုမိသားစုတွေဖန်ဆီးခံရတာတပ်ဖြတ်ခံရတယ်ဒီနှစ်ခုရှိနေတယ်အဲ့ဒါကိုဘေးအရာနဲ့သူတို့ကြည့်ကြတယ်ယုံကြည်ခြင်းနဲ့ကြည့်တဲ့အခါမှာယခုခဏခံရတဲ့ဆင်းရဲဒုက္ခကအမှန်ဆိုရင်တော့သိသလားမသိဘူးအသက်နဲ့ရှင်ပြီးခံရတာသူတို့ရဲ့နေအိမ်နဲ့ခါတိုင်းတိတ်ခံရတာစ
သွားစားရှိနေမစားရှိတွားလောက်လည်းမရအဲ့လိုဖြစ်သွားတာအဲ့မှာတမကြီးမာတယ်ဒါပေမဲ့အဲ့ဒီຢာကိုယုံဝင်ချင်းနဲ့ကြည့်လိုက်တဲ့ခါမှာဘယ်လိုဖြစ်သွားလဲယခုခဏပဲခံရတယ်ခဏမခံရယုံတယ်မကဘူးပေါ့ပါတော့ဆင်းရဲဒုက္ခဖြစ်သွားတယ်ယုံချင်းနဲ့ယုံချင်းအမြင်နဲ့ကြည့်လိုက်တော့ခါမှာဒါပေမဲ့မမြင်ရတဲ့ဟုတ်သလားမဟုတ်တော့မတိချတဲ့ဖျားခရစ်တော်ကပြောခဲ့တဲ့စကားပုံမှာပဲအခြေခံထားတဲ့အနာမမှာကြုံတွေ့ရမယ့်ဘုံအတ္တိကဘာဖြစ်သွားလဲကြီးမြတ်လေးလံတော်နှိမ့်ဆထာဝရဘုံအတ္တိဖြစ်သွားတယ်မမြင်ရတော့အရာကတာ၍ကြီးမားသွားတယ်လက်တွေ့မြင်တွေ့နေရတဲ့သူအသက်နဲ့ကိုရှင်ပြီးတော့ကြုံတွေ့နေရတဲ့ခက်ခဲကပေါ့ပါတဲ့အရာဖြစ်သွားတယ်အမြင်ကွဲတော့အခါမှာယုံချင်းမြင်နဲ့ကြည့်တဲ့အခါမှာကျွန်တော်ကြုံတွေ့ရတဲ့ခက်ခဲမှုဆင်းရဲဒုက္ခပြဿနာဆိုတာခဏပဲဘာနဲ့ရှင်းလိုက်တာလဲမမြင်ရတဲ့အရာနဲ့ရှင်းတာကျွန်တော်တို့လောကီလူသားတွေကဘာနဲ့ရှင်းလဲအမြင်နဲ့ပဲရှင်းတာအမြင်နဲ့ပဲနိုင်ရှင်းပြီးဆုံးဖြတ်တာအရာတို့ဘယ်လောက်ချမ်းသာတယ်လဲလူတယောက်ကစကားပြောရတဲ့ခါမှာသူ့ရဲ့စကားကဘယ်လောက်ဂတိပေးတဲ့ခါမှာသူ့ရဲ့ဂတိကဘယ်လောက်ခိုင်မာလဲဆိုရင်သူကဘာလုံးငန်းပိုင်ဆိုင်ထားတယ်လဲဒါကိုပဲအရင်ဆုံးကြည့်လူကြောင့်နဲ့ပေါင်းတော့မယ်ဆိုရင်လေဒီလူနဲ့ပေါင်းတဲ့ခါမှာသူ့စီကနေငါအကျိုးမြတ်ဘာရနိုင်မလဲသူနဲ့ပေါင်းခြင်းအဖြစ်ငါဘယ်လိုမျိုးအခြေအနေရောက်သွားမှာလဲဒါပဲကြည့်ကြတာအဲ့လိုဖြစ်တဲ့ခါမှာရန်ကုန်သားတွေမှာအရင်ခစ်တဲ့တုန်းကအခုတော့မလွယ်တော့ပါဘူးပါရှိတယ်လဲဆိုရင်လူတွေစကားပြောလာတဲ့ခါမှာငါနိုင်ငံခြားဘယ်နှခါရောက်ပြီးသွားပြီဘယ်နိုင်ငံရောက်ပြီးသွားပြီဆိုတဲ့ဟာကမပြောမဖြစ်သူတို့ရဲ့တိုက်တယ်ဖြစ်တယ်ရန်ကုန်သားတွေမှာအဲ့ဒီတိုက်တယ်ရဖို့တဲ့စ조사ပြီးတော့ကိုနိုင်ငံခြားသွားကြတယ်ဟိုနိုင်ငံသွားတယ်ဒီနိုင်ငံသွားတယ်စ조사ပြီးသွားကြတယ်လူနဲ့ပေါင်းတင်တဲ့ခါမှာဘယ်နိုင်ငံခြားဘယ်နှခါရောက်ပြီးသွားပြီဘယ်နိုင်ငံရောက်ပြီးသွားပြီမြန်မာနိုင်ငံမှာနိုင်ငံခြားမှာနေတာများတယ်ဆိုတဲ့ဟာတွေကသူတို့ရဲ့တိုက်တယ်ဖြစ်တယ်အမြင်နဲ့ပဲဒီကဒါတွေကိုပဲကြည့်မှပေါင်းတင်ကြတယ်ပြောမှဆိုလူတွေကိုယ့်ရဲ့အဖြစ်မှန်ကိုကြည့်ပြီးမှလူတွေကအထင်သေးမှရမ်းဆုံးနေကြတယ်ကျွန်တော်တို့ကကျတော့ဘာကိုကြည့်လဲယုံကြည်လို့စစ်မှန်ဘာကိုကြည့်လဲမမြင်ရတဲ့အရာကိုပဲကြည့်တယ်ကောင်းကင်မှာကျွန်တော်တို့ခရစ်တော်နဲ့ကြုံတွေ့ရမယ်ဆိုတဲ့အရာကို focus လုပ်တယ်ခရစ်တော်နဲ့ဆုံတဲ့အခါမှာခရစ်တော်ရဲ့တရားစီရင်ခြင်းခံရမယ်ဆိုတာကိုလည်း focus လုပ်တယ်ခရစ်တော်ကပေးမယ်ဆိုတဲ့ဖို့ကို focus လုပ်တယ်အဲ့ဒီ focus နဲ့ပဲဒီလောကမှာတက်ရှင်တယ်ဒီလောကမှာတက်ရှင်တဲ့အခါမှာလောကီကျမ်းမာဖို့ကျမ်းတာဖို့တဲ့အနာဂတ်မှာကျမ်းမာဖို့ချမ်းသာဖို့ကိုဘိုးမှာစ조사တယ်ခရစ်တော်ကလည်းပြောထားခဲ့တယ်ကောင်းကင်နိုင်ငံရောက်တဲ့အခါမှာအဆွေရှိစေဖို့ရန်ဒီလောကမှာတင်းတို့ရဲ့လောကီစီစဉ်တွေကိုအတုံးချကြပါလို့ပြောကြတယ်အဲ့ဒါလောကီစီစဉ်ဆိုတာကိုပဲသူ focus လုပ်သွားတာဘာလဲဖြစ်ရမလဲကျွန်တော်တို့ရဲ့အချိန်ကျွန်တော်တို့ရဲ့ခွန်အားကျွန်တော်တို့ရဲ့နှုတ်ပြိုမှုတွေကိုအနန္တခရစ်တော်နဲ့ကြုံတွေ့သောအခါမှာဆုရတဲ့ဖို့အတွက်အခုကလေးက invest လုပ်ရမှာ invest လုပ်ရမှာဒါပေမဲ့လောကီလူသားတွေကဘာပဲ invest လုပ်လဲနောက်တစ်နှစ်မှာငါရဲ့စီးပွားရေးဘယ်လောက်တိုးတက်လာဖို့အတွက်ငါမိမယူတဲ့အခါမှာတိုက်တလုံးကားစီပိုင်ပြီးသားဖြစ်ရမယ်ဒီလောကအတွက်ပဲ focus လုပ်ပြီးမှကိုယ့်ရဲ့အချိန်ကိုယ့်ရဲ့ငယ်ရွယ်နှုတ်ပြမှုကိုယ့်ရဲ့ကျမ်းမာခြင်းအကုန်လုံးကို invest လုပ်မှဒီလောကပဲအတွက်ပဲ invest လုပ်တာကြွားတယ်အဲ့လို invest လုပ်တဲ့အခါမှာဒီလောကမှာ setback ဖြစ်လာတဲ့အခါမှာone day လို့မဆောင်ဘူးဆိုတော့ကျွန်တော်တို့ကကြာယုံကြည်သူတွေကကြာတော့ကျွန်တော်ရဲ့ focus အလုံးကကောင်းကင်မှာမရှိတဲ့အခါမှာဒီလောကမှာခက်ခဲမှုဆင်းရဲဒုက္ခ setback တွေဘယ်လောက်ပဲလာမမှုဘူးယုံကြည်ခြင်းပဲနဲ့ပဲတဲ့အခါမှာယုံကြည်ခြင်းနဲ့ကြော်ဖြတ်နိုင်ဒါဟာကွာခြားမှုဖြစ်ပါတယ်လုံးဝအောက်တော့မတူဘူးကွာခြားမှုဖြစ်တယ်ဆိုတော့ကိုစမ်းစစ်ပါခရစ်တော်ကိုမိမိကတည်းကယုံကြည်လက်ခံပြီးတော့သူဖြစ်ပါတယ်လို့ပြောရက်နဲ့ကိုယ့်ရဲ့ focus ကိုယ့်ရဲ့ vision ကဘယ်မှာဖြစ်နေလဲလူတွေကိုကြည့်တဲ့ခါမှာချောမောလာပါခြင်းကိုကြည့်သလားဥစ္စာကျွဲဝခြင်းကိုကြည့်သလားမိမိကိုကြည့်တဲ့ခါမှာလဲငါဘယ်လောက်ချောလာပြီလဲငါဘယ်လောက်ကျမ်းမာလာပြီလဲငါဘယ်လောက်ချမ်းသာလာပြီလဲဆိုတာကိုလည်းပဲတိုင်းတာနေသလားဒါမှမဟုတ်ငါရဲ့အတွင်းလူမမြင်ရတဲ့အတွင်းလူကဘယ်လောက်တောင်မှအခြေအနေဆိုးလာပြီလဲကျမ်းစာတော်မှာဖတ်ရတာပြင်းလာပြီဆိုလည်းမတောင်းချင်တော့ဘူးဖြစ်နေပြီလားလောကမှာကျွန်တော်ရတဲ့ခက်ခဲမှုဆင်းရဲဒုက္ခတွေကကျွန်တော်ကိုဖျားခင်စီတော်မချင်းကစေချင်တော့အောင်စိတ်ဒုက္ခပေးနေပြီလား
မပေးကောင်းဘူးဘာကြောင့်လဲကျွန်တော်ရဲ့ vision ကမမြင်ရတဲ့အရာကိုပဲကြည့်တယ်အဲ့လိုကြည့်တဲ့အခါမှာဘာနဲ့ကြည့်ရလဲယုံကြည်ခြင်းနဲ့ဒါဒီအရာကိုတမန်တော်ပေါလုကပြောနေတာဆိုတော့မမြင်ရတဲ့အရာကိုအကြီးမြတ်ဆုံးထားမှာမြင်တွေ့နေရတဲ့တင်ရေးနဲ့ကြုံတွေ့နေရတဲ့စင်းရဲတစ်ခါကိုကြာမပြောပြတော့တဲ့ပေါ့ပေါ့ပါပါလေးပါလို့ပြောနိုင်ရလောက်အောင်ပြည့်စေတဲ့အရာကဘာလို့ကျွန်တော်ပြောခဲ့လဲယုံကြည်ခြင်းဖြစ်တယ်အဲ့ဒီယုံကြည်ခြင်းဘယ်ကလာတယ်လဲဂျာပဲပြောမှာဆိုရောမခန်းကြီး10ခန်းငယ်10မှာယုံကြည်ခြင်းသည်ကြားနာခြင်းအဖြစ်ဖြစ်၏ကြားနာခြင်းကလည်းဘယ်ကလာလဲဖျားစကားတော်အဖြစ်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဟာမမြင်ရတဲ့အရာကိုအာယုံစိုက်တော်သူများကြည်တော်သူများဖြစ်တော့ခါမှာယုံကြည်ခြင်းမှဖြစ်နေတော့တယ်ဒီယုံကြည်ခြင်းခိုင်ခန့်နေဖို့တော့ကဘာလို့ရတယ်လဲကြားနာဖို့လိုအပ်တယ်အဲ့ဒီကြားနာခြင်းဘာကိုကြားနာရမှာလဲလောကီလာတော့လူသားတွေကမင်းအလုံးလည်းမရှိအကင်လည်းမရှိဖုန်းဆိုရင်လည်းအစုပ်ပဲကင်နေဆိုတာကိုကြားနာနေရမှာလားမင်းတိတ်ရွယ်ဘယ်လောက်ရှိနေပြီဒီလောက်ရှိနေပြီအခုဒီဘာမှကိုအဖြစ်မရှိသေးဘူးဆိုတဲ့စကားတွေကိုကြားနေနားထောင်နေရမှာလားမင်းချောလာတယ်နော်မချောလာဘူးနော်ရှာရွယ်ဆန်းလို့ရပ်ပူတယ်နော်ဆိုတဲ့ဟာနားထောင်နေရမှာလားကျွန်တော်နားထောင်ရမယ်အားရအရာမဟုတ်ဘူးဘယ်ရလဲဘုရားခင်ရဲ့စကားတော့ဘုရားခင်ရဲ့စကားတော့ကပါလဲငါရဲ့တာရင်ကိုစွန့်ပစ်တဲ့အထိမင်းကိုငါချစ်တယ်နော်ဆိုတာဘုရားခင်ရဲ့စကားဖြစ်တယ်အဲ့ဒါပဲကျွန်တော်ရဲ့ကောင်းခြင်းမကောင်းခြင်းပုံမှာအခြေခံတယ်လည်းမဟုတ်ဘူးကျွန်တော်ဆိုခြင်းပုံမှာအခြေခံတယ်မဟုတ်ကျွန်တော်ချမ်းသာခြင်းချမ်းသာခြင်းကိုအခြေခံတယ်လည်းမဟုတ်ဘူးကျွန်တော်လောဆယ်မှာကြုံတွေ့နေရတဲ့အခက်အခဲတွေကလည်းဘုရားခင်မေတ္တာတော်ကိုလောဆယ်မှာကြုံတွေ့နေရတဲ့အခက်အခဲတွေနဲ့ဆက်ပက်တွေနဲ့မတိုင်းတာမိစေနဲ့ဘုရားခင်ကလက်ဝါးကားတိုင်မှာကျွန်တော်တို့ကိုတက်တိတ်ပြပြီးတော့ပဲ तू ဘလောက်တောင်မှချစ်တယ်လဲဆိုတာကိုသူ့ရဲ့တပိုင်းတော်သားတော်ကိုစွန့်နေပြီကျွန်တော်တို့ကိုချစ်ချောင်းကိုတက်တိတ်ပြတော့ပဲဒါဘုရားခင်ရဲ့စကားတော်ဖြစ်တယ်ကျွန်တော်တို့ကိုဘလောက်ထိတောင်တဖို့ထားတယ်ဆိုတာကိုလည်းကျွန်တော်တို့ကယ်တင်ချင်းရပြီးရင်လည်းပြန်ရင်မှလေးကြပြီးမယ်ကျွန်တော်တို့ကိုဘုရားခင်ကဆက်ပြီးကိုယ်ကနေသေးတယ်ဆက်လိုက်မှကျွန်တော်တို့ကိုမောင်းစားနေသေးတယ်လမ်းပြနေသေးတယ်တာကကျွန်တော်ကိုဘလောက်တောင်မှတန်ဖိုးထားတယ်ဆိုတာကိုကျွန်တော်ပြနေတာလောကမှာတက်ရှင်တဲ့အခါမှာကျွန်တော်တို့တမီးစားကိစ္စမှာကိုယ့်ရဲ့ကောင်မလေးကိုယ့်ရဲ့ကောင်လေးကတစ်ချက်လေးကိုယ့်ရဲ့ကိုယ်ရမှာကိုယ့်ရှင်မှာတခြားကောင်မလေးတွားပြီးပြောတဲ့အခါမှာဆိုမှခါလေးဆုံးဖြတ်မှပြစ်လိုက်ဖို့ကြိုးစားတယ်ကျွန်တော်တို့ကကျတော့ဖျားခင်ကိုစွန့်ပြစ်မှစာရဏကိုအကျင့်ချိန်လိုက်သွားတယ်အကျင့်ချိန်စာရဏကဒီမှာဒါလေးစားလိုက်စမ်းပါဒါလေးတောက်လိုက်စမ်းပါဒီနေရာတွားလိုက်စမ်းပါနောက်ကောက်လိုက်သွားတယ်ဒါပေမဲ့ဖျားခင်ကစိတ်ပြက်လားမပြတ်ဘူးအယံတံပိုးထားတယ်ဒါကြောင့်လောကမှာကျွန်တော်နေရတဲ့ setbacks တွေနဲ့ခက်ခဲမှုတွေဆင်းရဲဒုက္ခမှုတွေနဲ့ဖျားခင်မေတ္တာကိုတမိုးဖျက်လိုက်တယ်ဖျားခင်ကျွန်တော်ကိုလောကတိုင်းမှာတတိပြပြီးတော့ဒါတွေအတွက်ကျွန်တော်တို့ဘာလို့အပ်တယ်လဲယုံကြည်ခြင်းလို့အပ်တယ်ယုံကြည်ခြင်းကိုတည်ဆောက်နိုင်ဖို့အတွက်ကြားနာခြင်းလို့အပ်တယ်ဆိုတော့ဒီလောကမှာတဲ့ရှင်တဲ့ခါမှာတော့ကျွန်တော်ပြောနေလာတော့မလွယ်ပါဘူးဒီလောကကြီးဟာမြင်တွေ့တဲ့အရာနဲ့မှ line လုံးကိုကျွန်တော်တို့ကိုပြောနေတာတွားလိုက်တိုင်းအပြင်ထွက်လိုက်တာနဲ့လူတွေကဝတ်ကောင်းစားလာတယ်နဲ့တိုက်တဲ့ကားတွေနဲ့ဆိုတော့အမြင်လောကတစ်ခုလုံးကလည်းအခက်အခဲတွေကလည်းလက်တွေ့ဖြစ်နေတာကိုမြင်တွေ့နေရတာကိုစင်းရထုံစင်းလုံးကလည်းလက်တွေ့မြင်တွေ့နေရတာကိုအလိုင်းလုံးနဲ့မြင်တွေ့နေရတော့အခါမှာမလွယ်တော့ပါဘူးဒါပေမဲ့ကျွန်တော်တို့တွေကတော့ဘာမှမကြည့်ရမလဲခရစ်တော်မှာပဲအခြေခံမကြည့်ရမယ်ကျွန်တော်တို့ကိုချစ်လွန်းလို့လောကတိုင်းမှာအတိတ်ခံတဲ့အထိမေတ္တာကိုပြတော်ခရစ်တော်ကိုပဲကြည်ပြီးတော့ကျွန်တော်တို့အတွက် reality ကျွန်တော်တို့အတွက်အစစ်အမှန်ဟာခက်ခဲမှုတွေမဟုတ်ဘူးလောကီအောင်မြင်မှုတွေမဟုတ်ဘူးဘာလဲခရစ်တော်ကကျွန်တော်တို့ရဲ့ reality ဖြစ်တယ်ဟုတ်တယ်နော်ခရစ်တော်က reality ဖြစ်တယ်အစစ်အမှန်ဖြစ်တယ်ဆိုရင်မကြခင်မှာ imminent လို့ခေါ်တယ်ဒီညလည်းဖြစ်နိုင်တယ်မနေ့ဖြန်လည်းဖြစ်နိုင်တယ်ခရစ်တော်ပြန်လေကြွလာမယ်ဆိုတာကကျွန်တော်ရဲ့ reality ဖြစ်တယ်ဒီညလည်းဖြစ်နိုင်တယ်မနေ့လည်းဖြစ်နိုင်တယ်ခဏနေလည်းဖြစ်နိုင်တယ်ခရစ်တော်ပြန်လေကြွလာမယ်ဒုတိယချိန်ပြန်လေကြွလာဒုတိယချိန်မဟုတ်ပါဘူးကြီးဆောင်ခြင်း imminent ဖြစ်တယ်အဲ့ဒါကခရစ်တော်နဲ့ minute ချင်းဆိုင်ဆုံးသိမ့်မှမင်းငါအတွက်လောကမှာတဲ့ရှင်ကဘာလုပ်ပေးခဲ့ပြီလဲဘလို့သက်ရှင်ခဲ့ပြီလဲဆိုတာကလည်းအဲ့ဒါ reality အစစ်အမှန်လူတွေကမင်းနိုင်ငံခြားပြည်နယ်ခါရောက်ပြီးတော့ပဲဆိုတာ reality မဟုတ်ဘူးအဲ့ဒါအစစ်အမှန်မဟုတ်ဘူးပညာဘလောက်တက်လဲဆိုတာအဲ့ဒါအစစ်အမှန်မဟုတ်ဘူးနှုတ်ကပတ်တော်ဘလောက်နှလုံးသားထဲမှာဘလောက်ကျွမ်းဝင်ဖျားခရစ်တော်နဲ့ဘလောက်
ဖျားခင်ဘယ်လောက်တော့ကျွမ်းဝင်နေပြီလဲဖျားခင်ကိုဘယ်လောက်တော့တက်ကျွမ်းနေပြီလဲဆိုတာကကျွန်တော်တို့ reality အစစ်အမှန်ဒီလောကကဘာကြီးကကျွန်တော်ရဲ့အစစ်မှန်မဟုတ်ဘူးဒီလောကကဘာကြီးမြင်တွေ့နေရတဲ့အရာအစစ်မှန်မဟုတ်ကျွန်တော်ရဲ့အစစ်မှန်ကဘာလဲမမြင်ရတဲ့အနာဂတ်မှာကျွန်တော်ခရစ်တော်နဲ့တူစိုးစံရမယ်ကောင်းကင်နိုင်ငံမှာအစစ်အမှန်ဒီလောကမှာတက်ရှင်ရရင်ဘယ်လောက်အခုကျွန်တော်တက်40ဖြစ်လာပြီနောက်ထပ်20 30အဲ့လောက်ပဲတက်ရှင်ရတော့မှာကျန်ကျန်မှာတက်ရှင်ရနောက်ထပ်10နှစ်15နှစ်20ပေါ့ဒါပေမဲ့အစစ်မှန်ကဘာလဲအနာဂတ်ထာဝရကာလပတ်လုံးခရစ်တော်နဲ့တူတက်ရှင်ရမှာအနာဂတ်အစစ်မှန်ထာဝရကာလမှာဘလို့ပုံစံနဲ့ဘလို့ယာထုနဲ့ဘလို့နေရာမှာရှိမလဲခရစ်တော်ကဘလောက်ထိချီးမွမ်းခြင်းခံရမလဲဆိုတော့ဒီလောကမှာအခုရှိတဲ့အခါမှာကျွန်တော်ဘလောက်တော့မှအသက်ရှင်မလဲအခက်ခဲကိုယုံကြည်ခြင်းနဲ့ဘလို့ကြော်ဖြတ်မလဲဆိုတာကအဆွေးမပေးသွားမှာယုံကြည်ခြင်းနဲ့ဘလောက်ထိအသက်ရှင်ခဲ့လဲဆိုတာကကျွန်တော်ရဲ့ reality ကိုအဆွေးမဲ့သွားမှာဒီလောကမှာကျွန်တော်တို့တထေးဖြစ်သွားသလားစင်ရင်သားဖြစ်သွားသလားအလုသမားဖြစ်သွားသလားနိုင်ငံခြားဘယ်နှခါရောက်ပြီလဲဆိုတာအလကားအချင်းကြီးအလဟတာအချင်းကြီးရတယ်ပို့ပြီးဆိုတာကခရစ်တော်မကြခင်တော့တော့တိတ်မကြတော့ဘူး imminent ခရစ်တော်ပြန်လဲကြွလာမယ့်အကြောင်းရန်တဲ့ပတ်သက်မှာနမနဲ့ခဏလေးပြောခဲ့တယ်ကျမ်းစာပြောခဲ့တယ်အကုန်ပြီးဆုံးပြီးနေပြီအဲ့ဒါက reality ကျမ်းစာထဲမှာယုံကြည်ခြင်းနဲ့တက်ရှင်သွားတယ်နော်အေဒီမမြင်သေးတော့အမှုရာတို့ကိုဖော်ပြတော့ဗျာဒိတ်တော်ကိုခံရပြီးမှယုံကြည်ခြင်းအဖြစ်နော်ယုံကြည်ခြင်းအဖြစ်ကြောက်ရွံ့သောစိတ်ရှိ၍အဲ့ဒီအရာကပါလေကောင်းကင်တကားဖွင့်မိုးတွေရွာမယ်ဆိုတဲ့အကြောင်းအဲ့ဒါပြောရင်ဒီနေ့နဲ့ပြောမှဆိုရင်ယုံကြည်ကြတာမလို့နဲ့နော်အခုမြချနာဘက်မှာချစ်ဖွေတို့ရေကြီးနေပြီဒါပေမဲ့နော်အေကဒီစကားကြားတဲ့အခါမှာကဘာမှာဟိုးရှေးပွေတွေနစ်ပေါင်းထောင်ချပြီးတော့မိုးတခါမှမရွာဘူးတည်းမိုးဆိုတာရှိကိုမရှိသေးဘူးနော်အေကဒီစကားကိုကြားတဲ့အခါမိုးရွာမှကဘာကြီးလွှမ်းရေလွှမ်းမှုဆိုဖျက်ခင်ပြောတဲ့အခါမှာမိုးမရှိသေးဘူးနှင်းပဲကြမိုးမရှိဒါပေမဲ့မရတော့အရာကိုမမြင်ဖူးတော့အရာနော်မြင်လည်းမမြင်ဖူးဘူးမြင်လည်းမမြင်ရသေးဘူးနော်အေယုံလားယုံတယ်ယုံပြီးမှကြောက်တယ်ကြောက်တဲ့ကြောင့်မိမိအိမ်သူအိမ်သားတို့ကိုကယ်တင်ခြင်းကတင်ဘောကိုတီလေ၏ထိုနည်းတူခရစ်တော်မကြခင်ကြွလာတော့မယ်ခရစ်တော်ဟာဒီလောကမှာနှိမ့်ဆောင်တီးဆောက်မယ်တီးဆောက်တဲ့အခါမှာကျွန်တော်တို့ရဲ့လောကမှာတက်ရှင်တဲ့ကျွန်တော်ရဲ့ယုံကြည်ခြင်းကိုနဲ့ဘယ်လောက်လောက်ဆောင်ခဲ့လဲဆိုတာကိုနီးနဲ့စစ်ပြီးမှကောက်ယူမြက်ပင်ဖြစ်မလားကြောက်တံပရမဖြစ်မလားစစ်စိတ်မှကျွန်တော်တို့ကိုနေရာပေးမယ်ဆိုရဖြစ်ဖို့သလားမဖြစ်ဘူးဒါပေမဲ့ယုံကြည်ခြင်းရှိတယ်ဆိုရင်ကျွန်တော်ကြောက်တင်တယ်နော်နိုးအေကဲတော့ကြောက်တင်တယ်နိုးအေကဲတော့မိတာမကမိသားစုမိအတင်းတော်ကိုအဲ့ဒီအနာဂတ်အတွက်အခုကတည်းကတင်ပေါ်တိဆောက်တင်နေပြီတင်ပေါ်တော့လည်းတော့ပြီးတင်နေပြီအစင်တင်ဖြစ်ဖို့အတွက်နောက်အာဗြဟံဒီအမွေခံရတဲ့တော့ပြီးတော့တော်မြင့်အကြောင်းဖျားခင်ခေါ်တော်မူတော့အခါသူဒီအဘေရတော့သွားဒီကိုယ်တိုင်မသိပဲလျက်ယုံကြည်ခြင်းအဖြစ်နားထောင်၍ထွက်သွားလေ၏ဘေရဆိုတာသူမသိဘူးအဲ့ဒီချိန်ခါတော့ကသူတို့ကဘာဆိုတာသူနေခဲ့တဲ့ဥရုမျိုးနဲ့ဘာဘလုံဒီနားပတ်ဝန်းကျင်ပဲရှိတယ်တခြားနေရာတွေဘလူရှိမှတော့သူတို့မသိဘူးဒါပေမဲ့သူထပြီးထွက်သွားတယ်မသိလို့သူခါရမျိုးစက်ဆရာတွေကပြောတယ်သူတို့ကြားဖူးနာဝါနဲ့တိတဲ့မြို့ကခါရမျိုးပဲရှိတဲ့ကြောင့်ခါရမျိုးကိုသူထွက်သွားတာတဲ့ခါရမျိုးရောက်တဲ့ခါမှာဘယ်သွားမှမသိတော့ဘူးသူရဲ့မိသားစုသူ့အဖေမေတွေကလည်းသူ့ကိုဝိုင်းပြီးပြောတဲ့ခါမှာခါရမျိုးမှာသူကြန့်ကြာသွားတယ်သူမသိလို့ဒါပေမဲ့သူထသွားတယ်ပြီးတော့မောရှေယုံကြည်ခြင်းအပြင်အရှင်ဘုရင်အမျက်ကိုမကြောက်ပဲအေဂိတုပြည်ကိုစွန့်သွား၏အကြောင်းမူကမျက်မြင်မရတော့ဘုရားခင်ကိုမြင်ရပေတဲ့ကဲ့သို့တည်ကြည်ခြင်းရှိ၏သူမသိမမြင်ရအောင်ဒါပေမဲ့ယုံကြည်ခြင်းရှိတဲ့အခါမှာမကြောက်ပဲနဲ့သူအေဂိတုပြည်ရှင်ဘုရင်ကတော့မကြောက်ပဲနဲ့သူထွက်သွားတယ်နောက်ဆုံးယေရှုကိုယ်တိုင်ဒီနေရာမှာအတိုင်းပဲသူအသက်ရှင်သွားခဲ့တယ်ယုံကြည်ခြင်းကိုအစအဦးဆိုရင်ရွေးဆုံးလင်းစေတော်မူသောသခင်ယေရှုကိုစစ်စစ်တော့ရှိကြကုန်အားခရစ်တော်ကိုပဲကြည့်ကြပါတဲ့
ယုံကြည်ခြင်းဆိုတဲ့အကြောင်းအရာကိုအစအိုးစီရင်တော်မူတော့သူစုံလင်စေတော်မူသူခရစ်တော်ပဲဖြစ်တယ်ခရစ်တော်ကဖျားခင်ယုံကြည်ခြင်းရှိဖို့လိုလားဒါပေမဲ့ဒီလောကမှာသူတက်ရှင်တဲ့ခါမှာလူသား 100% လာပြီးတက်ရှင်တဲ့ခါမှာယုံကြည်ခြင်းဆိုတာဘာလဲဆိုတာသူပုံတက်ပြသွားတယ်ယုံကြည်ခြင်းဆိုတာဘာလဲဆိုတာကိုလည်းစုံလင်မှုကိုသူပြသွားတယ်အဲ့ဒါကဘာလဲထို့တခင်ဒီမိမိရှင်ရဲ့ထားတော်ဝမ်းမြောက်ခြင်းအကြောင်းကြောင့်အဲ့ဒီဝမ်းမြောက်ခြင်းကဘာလဲဖျားခင်တရားကနေပြန်လဲမှရှင်မထမ်းတော့မှဖျားခင်လက်ရဘက်မှာထိုင်ရမယ်ဆိုတဲ့အရာဝမ်းမြောက်ခြင်းသူတာမကဘူးသူချစ်တော်လောကီသားအားလုံးကိုငရေကနေကဲတင်ဖို့ဆိုတာသူအကြီးမြတ်ဆုံးသောဝမ်းမြောက်ခြင်းဖြစ်တယ်သူတို့တာမကဘူးဖျားခင်ကပြင်ဆင်ထားတဲ့လောကလူသားအားလုံးကိုကဲတင်ခြင်းဖျားခင်ရဲ့အမြင့်တော်ကနေကဲတင်ခြင်းအမှုကိုလှုပ်ဆောင်ရတော့သူဖြစ်ရခြင်းကလည်းသူတို့ဝမ်းမြောက်ခြင်းအပြည့်ပဲအဲ့ဒီဝမ်းမြောက်ခြင်းကိုမျက်မှောက်ပြုပြီးတော့ရှက်ကြောက်သောအရာကိုမမှတ်ပဲလက်ဝါးကနေခံပြီးမှဖျားခင်ရဲ့ပြင်တော်လက်ရပါနိုင်ထိုင်နေတော်မူ၏ရှက်ရတယ်ကြောက်ရတယ်ကျွန်တော်အမြဲတမ်းပြောတယ်ဖျားစင်စစ်ကနေလူသားလာပဲဖြစ်ရတာရှက်စရာအကောင်းဆုံးအရာပဲမျက်လုံးထဲမှာမြင်အောင်ပြောရမယ်ဆိုရင်ကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးအဝတ်စားခုမှမရှိပဲနဲ့ဟိုတကုံစနာရှင်းမှာခွက်တော်လေးတုံးကန်ပြီးမှတွားထိုင်နေတာကိုမျက်လုံးထဲမြင်ကြည့်တာဘယ်လောက်ရှက်စားကောင်းမလဲအရင်ရှက်စားကောင်းတယ်နော်ဖြတ်တော်များအကုန်လုံးကြည့်မှာဟာဝိုင်းကြည့်တော့မှာဟာဆရာရောဆန်နေဟိုမှာဝစ်ဆရာတော်မရှိဘဲနဲ့တောင်းစားနေရပြီရှက်စားကောင်းတာတို့တော့တခင်ယေရှုခရစ်တော်ဖျားစစ်စစ်ဖြစ်ကနေလူသားလူဖြစ်လာပြီးကြွလာတာဟာဒီထက်ပိုမှရှက်စားကောင်းတယ်လူသားဖြစ်တဲ့ခါမှာအဆိုးဝါးဆုံးတဲ့ညင်ပန်းနေစမှုဒီကိုခံပြီးမှအသေးခံရဖို့ကလည်းသူ့အတွက်အမဆန်မှကြောက်စရာကောင်းတယ်ဒါပေမဲ့အဲ့ဒီအရာတွေကို तू မှတ်သလားမမှတ်ဘူးယုံကြည်ခြင်းနဲ့ तू ကြော်ဖြတ်သွားတယ်အောင်မြင်သွားတယ်လွယ်တော့မလွယ်ဘူးလေယုံကြည်ခြင်းနဲ့တော့ဖို့ဆိုတော့ခရစ်တော်တော်ကိုယ်တိုင်နဖူးကသွေးတွေကချွေးကြတော့ကြတဲ့အထိ तू ခံစားခဲ့ရတယ်လွယ်တော့မလွယ်ဘူးဒါပေမဲ့ဘေးအရာနဲ့ပဲအောင်မြင်တယ်လို့ခရစ်တော်ပြသွားလိုက်ယုံကြည်ခြင်းနဲ့ပဲအောင်မြင်နိုင်တယ်ဆိုတာကိုခရစ်တော်ကပြသွားတယ်။ဒါကြောင့်ဒီယုံကြည်ခြင်းသာရှိနေမယ်ဆိုရင်အဲ့ဒီအရာကိုဥမာခုနကျွန်တော်ပြောတဲ့ခရစ်တော်ဟာအစစ်မှန်ဖြစ်တယ်ခရစ်တော်ကြောက်ရခြင်းအစစ်မှန်ဖြစ်တယ်အနာဂတ်ကာလကတည်းကကျွန်တော်တို့အစစ်မှန်ဖြစ်တယ်ဆိုတော့ကိုအဲ့ဒီအရာကိုကျွန်တော်မြင်နေရမှာကြည့်နေရမှာဖြစ်ပေမဲ့လည်းအဲ့ဒါမကြည့်နိုင်အောင်ကျွန်တော်ကအသားစီးပြတော့အရာတော့ရှိပြန်အလုံးတကယ်ရှိနေပြန်တယ်ခက်ခဲမှုဒီလောကမှာကြုံတွေ့နေရတယ်ဒီဝမ်းစာကလည်းကျွန်တော်ဒီမနေ့ဘာမှမစားတဲ့အခုနည်းနည်းတုံအောင်ချင်းလာပြီတမနဲ့ဇာမစားရရင်မလွယ်ဘူးဒီဝမ်းစာဆိုတာရှိသေးတယ်ကျမ်းမာရေးဆိုတာကလည်းရှိသေးတယ်သူမြန်မာနိုင်ငံမှာဆိုစစ်ဘေးရေဘေးငလင်ဘေးဘေးတွေမျိုးကြောက်စရာကရှိနေပြန်သေးတယ်ဒီအရာတွေကကျွန်တော်တို့ဘာလုပ်နေလဲကျွန်တော်မြင်တွေ့ရမယ်မမြင်ရတော့အရာကိုကြည့်ရမယ် focus ကို blind လုပ်ပေးတယ်ကျွန်တော်အပတ်တိုင်းဖျားချောင်းသွားဝုတ်ပြုတ်ကိုယ်မှာကျွန်တော်ရဲ့ဝိညာဉ်ခန္ဓာကိုယ်အတွင်းလို့ကိုခိုင်းခန့်ဖို့လည်းလုပ်ချင်တယ်ဒါပေမဲ့သွားမှာအဝေးကြီးဘတ်စကားနဲ့သွားရမယ်မိုးကရွာသေးတယ်နေကပူသေးတယ်ရောက်တော့လေ6လွာအထိအမြင့်ကြီးတက်ရမှာ6လွာရောက်ရင်အသက်ထပ်မလို့ပဲရောက်တော့လို့အေးဆေးနေရမလို့မီးကမလားချွေးတလုံးနဲ့ဝုတ်ပြုတ်ရသေးတယ်ခက်ခဲရမလို့မျိုးပဲရှိကြပါတယ်တော့ပေမဲ့လေဟေပြခန်းကြီးစတိခန်းငယ်တင်မှာယုံကြည်ခြင်းသည်မျောလင်းသောအရာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်၏မမြင်သောအရာတို့ကိုတိမှတ်ဆွဲလန်းခြင်းရှိ၏မမြင်ရသောအရာကိုတိမှတ်ဆွဲလန်းနေရမှာအဲ့ဒါမှသာလေယုံကြည်ခြင်းလို့ခေါ်တာတခါတလေကျွန်တော်တို့ပြက်မှာတရားတင်ကြလိုက်မှာဟာခေါင်းကနေပုံနေပြီးသွားတယ်အဲ့ဒါယုံကြည်ခြင်းမဟုတ်ဘူးတိမှတ်ဆွဲလန်းနေရမှာဟာငါတို့တက်ရှင်ရမှာပါလားငါဖျားကနေနီးဖို့လိုအနေပါလားခေါင်းထဲမှာစိတ်ထဲမှာပုံနေပြီးသွားတာအဲ့ဒါယုံကြည်ခြင်းမဟုတ်ဘူးယုံကြည်ဆိုတာဟာနေရစတိုင်းမှာတိမှတ်ဆွဲလန်းမှာမိမိကိုမိမိရဲ့အတွင်းလို့ကိုတိဆောက်နေတွားတာအဲ့ဒါကမှယုံကြည်ခြင်းအစစ်မှန်ဖြစ်ပါတယ်ခန်းငယ်6မှာဟေပြည့်စတဲ့မှာပဲယုံကြည်ခြင်းမရှိရင်ဖျားခင်စေလို့လည်းမတွေ့နိုင်ဖျားခင်စေရင်တွေ့နိုင်မှုမရှိယုံကြည်ခြင်းမရှိဘူးဆိုရင်အကြောင်းမူကားဖျားခင်ထံတော်ချင်းကတော်သူသည်ဖျားခင်ရှိတော်မူသည်ကို၎င်းကိုတော်ကိုရှာတော်သူကအကျိုးပေးတော်မူသည်၎င်းယုံကြည်ရမယ်ဖျားခင်ရှိတယ်ဖျားခင်ကကယ်တင်ခြင်းပေးတယ်
ဆိုတာကိုယုံကြည်ယုံနဲ့မရအောင်ကျွန်တော်ကအလားတိပဲယုံကြည်ကြတာကျွန်တော်တော်တော်များများယုံကြည်သူတွေကခရစ်တော်ကယ်တင်တယ်ဟေးခရစ်တော်ဖြစ်ကယ်တင်ခြင်းရတယ်ဟေးယုံကြည်ကြတယ်ဒါပေမဲ့ဖျားခင်ကိုရှာတော့သူကိုအကျိုးပေးတယ်ဆိုတာကိုကြတော့မယုံကြတော့မယုံလို့မရှာကြတာလေယုံတဲ့အရာပဲရှာတာယုံတဲ့အရာကဘာလဲငါဒီဟာရောင်းရင်ဒီလောက်ရမယ်ငါဒီလိုစူးစမ်းရင်ဒီလိုဖြစ်မယ်ဒါကိုပဲယုံကြတာမင်းရပဲယုံကြတာဆိုတော့ယုံတဲ့အရာကိုပဲရှာကြတယ်ယုံတဲ့စီးပွားရေးပဲရှာကြတယ်ယုံတဲ့ကျမ်းမာရေးကိုပဲရှာကြတယ်ဖျားခင်ကိုရှာရင်အကျိုးရှိတယ်ဆိုတာကိုမယုံတော့မရှာတော့ဘူးဒါကြောင့်လောကအတွက်လည်းရှာကြပါလောကအရာအတွက်လောကမှာပတ်စံရှိမှအသက်ရှင်လို့ရမှာဒါပေမဲ့အဲ့ဒါပို့ပြီးရှာမှာကဖျားခင်မမီရတော့ဖျားခင်တာရွှေရှာလောကပြဿနာကနေပြည်လေသွားတာပတ်စံရှိသွားတာကအဖြေမဟုတ်ဘူးအမှန်တကယ်ကျွန်တော်တို့အဖြေကဖျားခင်တပါတယ်ပဲပတ်စံဘလောက်ပဲရှိအဲ့မသူများတွေပတ်စံတိုင်းထောင်ချီမှစူဆောင်းထားတဲ့လူငလင်လေးတစ်ချက်လောက်လိုက်တာမိသားစုလိုက်ပါသွားတာမတွေ့ဘူးလားမကြားမိဘူးလားတင်ကားစားမရဘူးလားယုံကြည်သူဆိုပို့တော့တင်ကားစားရတယ်လေဘလောက်ပဲရှာဘလောက်ပဲရှာတထေးကြီးနဲ့လာစလို့တထေးကြီးကစပကြီးစောက်မှတက်စားလို့မကောင်းအောင်တိဆောက်ထားတာဖျားခင်ကအချိန်စိတ်ပြီးလို့ပြောရတာ ਨੇ အဲ့ဒီစပကြီးစပါးတဲ့စိတ်တောင်မှသွားကောက်ယူဖို့အချိန်မရှိဘူးကျွန်တော်လူသားတွေကလူကြီးရဲ့ဘဝက very very vulnerable ပန်းလေးလို့ပဲစာလန်တေသနာကျမ်းမှာကျွန်တော်တို့တွေ့ရတယ်ပန်းလို့ပဲအချိန်ရွေးညိုရင်းပျက်စီးသွားနိုင်တယ်အချိန်လေးရှိနေတော့အတိလေးရှိနေတော့ကျမ်းမာရေးလေးရှိနေတော့မိမိရဲ့အတွင်းလူမမီရတဲ့အအတွင်းလူမမီရတဲ့ဖျက်ခင်ကိုရှာမမီရတဲ့အအတွင်းလူကိုတိဆောက်ကြဖို့ဖြစ်ပါတယ်အဲ့ဒါကမယုံကြည်သူနဲ့ယုံကြည်သူကိုပြောင်းပြန်ဘာမှမဆိုင်ကွဲပြားတော့စေတော့အရာယုံကြည်သူစစ်မှန်ရင်မမြင်ရတဲ့အရာကိုပဲကြည့်ရမယ်အဲ့လိုဖြစ်လာတဲ့အခါမှာဒုတိယချက်ယုံကြည်သူတွေကရဲ့ဘာပြောင်းလဲသွားလဲ mindset ပြောင်းလဲသွားတယ်ဆိုရင်မယုံကြည်သူရဲ့ mindset ကဘာလဲစမ်းမာရမယ်ချမ်းသာရမယ်အောင်မြင်ရမယ်လူဝင်ဆန့်ရမယ်ပြည့်စုံရမယ်ဒါကမယုံကြည်သူတွေရဲ့ mindset ဖြစ်တယ်ယုံကြည်သူတွေရဲ့ mindset ကဘာလဲအော်တဲ့ခန်းကြီးတော့ခန်းငယ်နဲ့မြေကြီးပေါ်မှာရှိတော့ရာတို့ကိုဆွဲလန်းတော့စိတ်မရှိကြနဲ့အထက်ရာတို့ကိုဒါဆွဲလန်းချင်းစီကြလောအထက်ရာကိုပဲဆွဲလန်းတဲ့စိတ်နေစိတ်ချကယုံကြည်သူရဲ့ mindset အခုနကကျွန်တော်ပြောတော့အထက်ရာဖြစ်တော့ကောင်းကင်ရောက်ရင်ငါဘလို့ဖြစ်မလဲကောင်းကင်ဖြစ်တဲ့ခရစ်တော်အတွက်ငါဘလို့အသက်ရှင်မှာလဲကောင်းကင်အရာဖြစ်တဲ့ဖျားခင်အတွက်ကျွန်တော်ရဲ့အတွင်းလူကိုဘလို့တိဆောက်မှာလဲဒါကကျွန်တော်ရဲ့ mindset ဒါပေမဲ့ယုံကြည်သူရဲ့ mindset ကဘာလဲကျမ်းမာရမယ်ချမ်းသာရမယ်ပြည့်စုံရမယ်အောင်မြင်ရမယ်လူဝင်ဆန့်ရမယ်ပိုင်ဆိုင်ရမယ်တိုက်နဲ့ကားနဲ့ပိုင်ဆိုင်ရမယ်ဒါကမယုံကြည်သူဒီရဲ့ mindset ပြဿနာကဒီနေ့ခေတ်မှာယုံကြည်သူလို့ပြောတဲ့ဓမ္မဆရာလို့ပြောတဲ့ကိုယ်တိုင်ကဘာပြောလဲယုံကြည်သူမှရင်ကျမ်းမာရမယ်ချမ်းသာရမယ်ဆိုမှ prosperity gospel အကြီးကျယ်ဟောပြီးမှမြန်မာနိုင်ငံမှာတမကောက်ကကဘာလုံး prosperity gospel ဟောတော့စီရတွေကအကြီးဆုံးအတင်းတော့ပိုင်ဆိုင်ကြတယ်အမေရိကန်မှာရောမြန်မာနိုင်ငံမှာရောစင်ကာပူမှာရောကျမ်းမာရမယ်ချမ်းသာရမယ်လို့ပြောတဲ့ဟောတဲ့ဆရာတွေကအချမ်းသာဆုံးပဲအမေရိကန်မှာရောမီလီယံနဲ့ချီပြီးချမ်းသာတာဒီလိုဝင်ကားတဲ့ဆရာတွေကအမေရိကန်မှာ Joel Austin သူရဲ့တင်းတော့ကဘာမှအကြီးဆုံးတင်းတော့ပဲတင်းဦးဆိုင်ထဲမှာတထေးဆုံးကလည်းသူပဲမီလီယံနိုင်အိမ်နေဆိုတကယ်သူရဲ့အိမ်ကို mansion လို့ပြောတယ် mansion ဆိုတာတက်အိမ်ကြီးရခိုင်ကြီးကိုပြောတာတမန်တကာဒီမြန်မာနိုင်ငံမှာကျွန်တော်ဒီမှာသူညတိုက်အိမ်နဲ့မဟုတ်ဘူးနားထားတိုက်တုံးထားတိုက်တယ်မဟုတ်ဘူး mansion လို့ခေါ်တယ်သူတို့ပိုင်တဲ့အိမ်ကိုစင်ကူမှာလည်းအဲ့လိုပဲ Joseph Prince တို့ကြီးဆုံးပဲသူတို့တွေအမှန်ကအဲ့ဒီ mindset ကဘယ်သူရဲ့ mindset လဲမယုံကြည်သူရဲ့ mindset ယုံကြည်သူရဲ့ mindset ကဒီလောကမှာကျမ်းမာချင်းသားချမ်းသာချင်းကိုဂယုကိုမဆိုင်ဘူးဘာလို့ပဲဂယုဆိုင်လဲအထက်ရောက်ပဲဂယုဆိုင်တယ်အထက်ရောက်ပဲဆွဲလန်းတယ်ဒါကယုံကြည်သူအစစ်ရဲ့ mindset ဖြစ်ပါတယ်ကိုလိုတဲ့ခန်းကြီးတောင်းခန်းငယ်နဲ့မြေကြီးပေါ်မှာရှိတော့ရတဲ့ကိုဆွဲလန်းတော့စိတ်မရှိကြနဲ့အထက်ရတော့ကိုဒါဆွဲလန်းချင်းရှိကြလောမြေကြီးပေါ်မှာစီးရသလား
ချမ်းသာလားဂယုမဆိုင်နဲ့မြေကြီးတို့မှာဒုက္ခတွေ့ရလားမတွေ့ရဘူးလားဂယုမဆိုင်နဲ့ကောင်းကင်အရာအထက်အရာကိုပဲဆွဲလန်းကြပါခန့်ငယ်တင်မှာပါပြောရစင်တင်းတို့ဒီခရစ်တော်နဲ့အတူထမ်းမြောက်ကြတဲ့မှန်လင်းယုံကြည်သူမှန်ရင်လို့ပြောချင်တာဖျားခင်ကြီးလက်ရတော်ဘက်မှာခရစ်တော်ဒီထိုင်နေတဲ့မွေရရနဲ့ရှိတော့အထက်ရတော်ကိုရှားကြလောခရစ်တော်ကိုပဲရှားကြပါခရစ်တော်ကလည်း reality ဖြစ်တယ်ခရစ်တော်ရဲ့ပြန်လည်ကြွလာခြင်းကလည်း reality ဖြစ်တယ်ခရစ်တော်ကကျွန်တော်တို့ရဲ့ယုံကြည်ခြင်းဘယ်လောက်တင်ခိုင်မာစွာအသက်ရှင်ခဲ့လို့ဆိုတာကိုစစ်ပိုင်းဖြတ်ပြီးမှတရားစီရင်ခြင်းလို့ခေါ်တယ်တရားစီရင်ခြင်းခံရမှာအဲ့ဒီတရားစီရင်ခြင်းရလာတဲ့မူတည်ပြီးမှအနည်းထောင်ထာဝရကာလမှာကျွန်တော်ဘယ်လိုလူဖြစ်မလဲဆိုတာကိုပိုင်းဖြတ်ပေးမှာဒါက reality ဒါကအစစ်အမှန်အဲ့လိုဖြစ်တဲ့အခါမှာကျွန်တော်ရဲ့ mindset ကိုပြုပြင်ဖို့လိုအပ်တယ်အဲ့ဒါကြောင့်ကောလောသဲမှာပဲခန်းကြီး3ခန်းငယ်9နဲ့9ထဲမှာ9နဲ့9ပဲကျွန်တော်ဖတ်ပြမယ်ဘယ်လိုပြောထားလဲဆိုရင်ထို့ကြောင့်မတရားသောမေထုံ၌မိဝဲခြင်းညဉ့်ညူးစွာကျင့်ခြင်းကိလေသာပူပန်ခြင်းဆိုးညစ်သောတတ်မဲ့ခြင်းရုပ်တုကိုကိုးကွယ်ခြင်းဖြစ်သောလောဘလွန်ကျူးခြင်းအဲ့ဒါကချမ်းသာခြင်းစီရကိုလည်းလောဘလွန်ကျူးကြတယ်ဒီမှာကျွန်တော်ပြောမယ်ဆိုရင်စာရန်ရဲ့လက်ကွက်ကကျွန်တော်တို့အရန်အပြစ်ကြီးမားတယ်နော်ဆိုတဲ့အရာကိုဘာမှမဟုတ်ဘူးတာမန်ပါပဲလို့လှုပ်ဆောင်ပေးတာကစာရန်ရဲ့လက်ကွက်အကြီးမားဆုံးပဲအာဒါနဲ့အေဝါကနေစားတယ်အပြစ်ရန်ကြီးမားတယ်နော်လို့ပြောတဲ့တေရမယ်လို့ပြောတဲ့အတီးကိုမစားဘူးဆိုတဲ့အခါအဲ့ဒီဘာမှမဟုတ်ဘူးဒါကစားလို့ရတယ်ဘာမှမဟုတ်ဘူးဆိုတဲ့အရာကျွန်တော်တို့ယုံကြည်သူတွေကိုလည်းဘာဖြစ်လဲကျွန်တော်ငယ်တုန်းကဆိုရင်မင်္ဂလေးတွေလေဟိုက်ဝုတ်ဖို့မပြောနဲ့နည်းနည်းလေးမှတော့ပေါ်မခံဘူးတာမန်မင်းလေးတွေမပြောနဲ့ရုပ်ရှင်မင်းသမီးတွေတောင်မှလုံးဝပေါ်မခံဘူးဘလော့ကတော့မကြသေးဘူးလား2000ဝန်းကျင်တုန်းကအခုဆိုရင်ရုပ်ရှင်မင်းသမီးမင်းသားတွေကတာမန်ကလူတွေရောဘသူကပိုဖော်နိုင်တယ်လဲဆိုတဲ့ဟာကဒါကဘာဖြစ်သွားလဲပုံမှန်ဖြစ်သွားတယ်ဒါဘာမှသူများကဘာမှအဲ့ဒါကိုဘာမှပြောမနေစမ်းပါနဲ့အဲ့ဒါပြစ်မဟုတ်ပါဘူးဒါလူတိုင်းဝင်နေကြတာပဲစားနေကြတာပဲပုံမှန်လည်းဖြစ်သွားတယ်စာရန်ရဲ့အကြီးမားဆုံးလက်ကွက်ကအဲ့ဒါပဲအပြစ်ကိုတာမန်လေးဖြစ်အောင်လုပ်လိုက်တယ်အရင်တော့ကဆိုရင်အိမ်ထောင်နော်မီလင်းတာဆေးစွန်းတဲ့စုမှာတစ်ခါတော့ကြားဖို့မရှိဘူးကြားပြီးဆိုတော့အကုန်ပြောခံရတာအခုကျွန်တော်ကြားတာမီရှင်နာမှာနော်မီလင်းတာတွေဟာတာမန်လို့ဖြစ်နေပြီတဲ့လူတိုင်းအိမ်ထောင်ဆိုတဲ့မှာမီလင်းကုန်ကြပြီမင်္ဂလိငယ်လေးတွေကလည်းလိုက်ရှာနေကုန်ကြပြီစပွန်ဆာမရှိရင်သူတို့အသက်ရှင်လို့မရတော့ဘူးလောကီမှာမြင်တွေ့နေရတဲ့ iPhone ကိုင်ချင်တယ်ကားစီးချင်တယ်ဆိုတော့ရှာကုန်ပြီလေဒါကတာမန်လိုပဲဖြစ်သွားတာဘယ်သူမှတွေ့ရင်လည်းပြောမနေတော့ဘူးအလ်ဖတ်လုပ်ပြီးပြောမနေတော့ဘူးတာမန်လေးဖြစ်သွားပြီအဲ့လိုဖြစ်လာတဲ့အခါမှာလောဘလွန်ကျူးခြင်းဒီဟူတော့ဂျမ်းမာခြင်းနာချမ်းသာခြင်းနာကလည်းဒီဆရာတွေကို prosperity gospel ဆရာတွေကိုတုံးချပြီးမှဒါကယုံတမချမ်းစာဖြစ်တော့သူပြောလာကြတော့လားချမ်းစာသူတင်မှုဖြစ်တယ်ဆိုပြီးမှလှုပ်လာတော့စာတိုင်းရဲ့အကြီးမားဆုံးအောင်မြင်မှုကဒီ21ရာစုမှာအကြီးမားဆုံးအောင်မြင်မှုကအဲ့ဒီ prosperity gospel ပဲယုံကြည်သူတွေအားလုံးကြားမှချင်းတော့ချမ်းသာချင်းတော့လောကမှာယုံကြည်သူဖြစ်စေမယုံကြည်သူဖြစ်စေမချမ်းသာချင်းလို့ရှိလားမချမ်းသာချင်းလို့ရှိလားလူတိုင်းရဲ့တိတ်ကြိုက်ပဲဒီအတွင်းလိုဘလောက်ပဲခိုင်ခန့်နေပြောမိသားစုရှိလာတယ်တာသမီတွေရှိလာပြီဆိုရင်လုံလာပြီလေပတ်စံကလူတိုင်းကြိုက်တယ်အဲ့လူတိုင်းကြိုက်တဲ့အရာကိုပဲအတုံးချပြီးမှဖျားခင်ကပဲဒါကိုကြိုက်စေချင်တယ်လို့တစ်ဖက်လည်းနဲ့လုပ်တော့ဒီလူတွေရဲ့ရှာကိုစာရန်ကမွေရဲ့ရှာကိုတုံးချရဲလို့ပဲဒီနေ့မှာတော့အကြီးမားဆုံးမွေတွေဖြစ်တဲ့ prosperity gospel ဆရာတွေရဲ့ရှာကိုတုံးပြပြီးမှလူတွေအားလုံးကိုသူတို့ကျွန်တော်တို့ပြောတတ်ကြတယ်ဒါနဲ့အေးဝါကြောင့်ငါတို့ပြည်ကြဆင်းသွားတာငါတို့အဆိုရင်အဲ့လိုမွေကလာပြီးမှအတီးမဆန်းလို့ပြောစားမှာမဟုတ်ဘူးလို့ပြောကြတယ်အဲ့ဒီမွေကကျွန်တော်တို့ကိုနေ့တိုင်းကောင်းတိချောင်းရပြီးအဲ့အတီးကိုစားမလားမစားဘူးလားစားပါလုတ်ဒီနေ့နဲ့ကျွန်တော်ကိုရွေးချယ်ခိုင်းနေတယ်ကောင်းတာကပါလဲမကောင်းတာကပါလဲဖျားခင်ကအလိုတော်ကကောင်းတာစာတိုင်းအလိုကမကောင်းတာအဲ့ဒါကိုနေ့နဲ့ကျွန်တော်ရွေးချယ်နေရတယ်နေ့တိုင်းနဲ့ကျွန်တော်ကြားရှုံးနေရတယ်ဒါကြောင့်အာရန်နဲ့အေဝါပဲကြားရှုံးတာမဟုတ်ဘူးအဲ့ဒီနေရာမှာဘယ်လောက်ပဲလူပဲဖြစ်ကြားရှုံးမှာပဲဒီနေ့တက်တယ်ပဲဒီနေ့ကဒါကြောင့်
လောဘလွန်ကျိုးချင်းတည်ဟူသောမေကြီးပေါ်မှာရှိတဲ့ကျွန်တော်ရဲ့ကိုယ်ခန္ဓာကိုဘာဖြစ်လဲရမလဲပြောလဲတေစီကြလောအဲ့ဒါကကျွန်တော်ရဲ့ mindset ကိုအမြဲတမ်းကောင်းကင်ကိုပဲပြန်ပြန်မှတိတ်မှတ်ပေးတာအဲ့လိုတိတ်မှတ်ပေးဖို့ဘာလို့ရလဲလောကီတတ်မှတ်ခြင်းတွေကိုတေစီဖို့လိုအပ်တယ်နောက်အငယ်30ကနေစက္ခွန်မှာဘာထပ်တွေ့ရသေးလဲဆိုရင်ဖန်ဆင်းတော်မူသောသူ၏ပုံသဏ္ဍာန်နှင့်အညီမှန်သောပညာအဖြစ်အတွေ့ပြုပြင်သောသူ၏လူတိ၏ဝတ်စံကိုယူတင်ဝတ်ဆောင်ကြပါအဲ့ဒါလည်းကပါလဲဖျားခင်ဖန်ဆင်းတော်မူသောပုံသဏ္ဍာန်နှင့်အညီထို့ကြောင့်သင်တို့ဒီဖျားခင်ရွေးကောက်တော်မူသောသူတန်ရှင်တော်သူချစ်အပ်တော်သူကဲ့သို့တနာဆောင်မဲ့ခြင်းဂျေဇုပြုတ်ခြင်းစိတ်နှိမ်ချခြင်းနူးညံ့တိမ်မွေ့ခြင်းစိတ်ရှည်ခြင်းတို့ကိုယူတင်ဝတ်ဆောင်ကြလောအဲ့ဒီအဆုံးပိုင်းကကျွန်တော်အခုထိ struggle ဖြစ်နေတဲ့အရာပဲနူးညံ့တိမ်မွေ့ခြင်းစိတ်ရှည်ခြင်းဆိုတာမလွယ်လှဘူးတစုံတယောက်နဲ့တယောက်အပြစ်တင်ရှာခွင့်ရှိနေချင်းပြီးခံ၍အပြစ်ကိုလွတ်ကြလောအပြစ်လွတ်ကြဘူးခရစ်တော်ရဲ့သူတို့ရဲ့အပြစ်ကိုလွတ်တော်မူတဲ့တို့ထိုနည်းသူပြုကြလောစုံလင်ခြင်းအဖွဲ့အစည်းတည်ဟူသောချစ်ချင်းမေတ္တာကိုထပ်၍ယူတင်ဝတ်ဆောင်ကြလောဒါတွေကကျွန်တော်တို့မကောင်းတဲ့အရာတွေကိုအတေတလူတစ်ကိုယူတင်ဝတ်ဆောင်အဲ့ဒါဟာကျွန်တော်ရဲ့ mindset ကောင်းကင်မှာကောင်းကင်ကိုအမြဲတမ်းပို့ဆောင်ပေးခြင်းဖြစ်ပါတယ်အဲ့ဒီကောင်းကင်ကိုအမြဲတမ်းကြည်နေဖို့တဲ့ mindset ကိုဒီလောကရဲ့အခက်အခဲတွေမြင်တွေ့ရတဲ့အရာတွေအမြင်အရာတွေကကျွန်တော်တို့ကိုလမ်းပိတ်ပေးလိုက်ပါလိမ့်မယ်အဲ့လိုပိတ်ပေးတဲ့ခါတိုင်းမှာဆင်းရဲမှုတွေဒုက္ခတွေအောင်မြင်ခြင်းတွေကကျွန်တော်တို့ကိုကောင်းကင်ကိုမကြည့်ဖြစ်အောင်မမြင်အောင်လမ်းပိတ်ပေးမှာဒါပေမဲ့ကျွန်တော်တို့မိမိကိုအမြဲတမ်းဒီထိုင်မှာမကောင်းမတဲ့အရာကိုသိစေမယ်လူတစ်ကိုယူတင်မှုဆောင်ခြင်းအပြင်အသက်တာကိုပြန်လဲတိဆောက်ဖို့ဖြစ်ပါနောက်ဆုံးအကြည့်ရအောင်နောက်ဆုံးကဘာမတူတယ်လဲဘာမှကျွန်တော်ဘာမတူလဲကျွန်တော်တို့အမြင်မတူသူတွေက mindset မတူဘူးအမြင်မတူဘူး mindset မတူဘူးဆိုရင်ဘာမတူတော့မှာလဲဝမ်းမြောက်ခြင်းမတူတော့ကျွန်တော်ဝမ်းမြောက်တဲ့အရာမှမတူတော့တာဘေးအရာပေါ်မှာဝမ်းမြောက်တဲ့ဆိုတာမတူတော့ဘူးလေလောကီသားတွေကဘလောက်ငါကြောက်အောင်တာဘလို့အောင်မြင်သွားတာငါရဲ့လုံငါဘလို့အောင်မြင်တာငါဘလို့ချောလာတာအဲ့ဒီရောက်မှာဝမ်းမြောက်ကြတယ်လေဒါပေမဲ့ကျွန်တော်တို့ကကြတော့အဲ့ဒီရောက်မှာမုံတီတော့ကျွန်တော်ဝမ်းမြောက်ခြင်းကဆိုတော့လောကီလူသားရဲ့ဝမ်းမြောက်ခြင်းကိုရင်ဆုံးကြည့်အောင်လောကလူသားမယုံကြည်သူတွေရဲ့ဝမ်းမြောက်ခြင်းကမြင်ရတဲ့အရာကိုမှပဲအခြေခံတယ်လောကီအောင်မြင်ခြင်းမှပဲအခြေခံတယ်ဘယ်နိုင်ငံတော်ပြီးပါပြီဆိုတော့အခြေခံတယ်မိမိကိုဂုံမောက်မှာခြင်းပေါ့မူတီမှအခြေခံတယ်အဲ့လိုဖြစ်တဲ့အခါမှာလောကီလူသားရဲ့ဝမ်းမြောက်ခြင်းကဘာဖြစ်စေတဲ့ဝမ်းမြောက်ခြင်းလဲဆိုရင်ဖျားခင်ကို dishonor ဖြစ်စေတဲ့ဝမ်းမြောက်ခြင်းဖြစ်တယ်ဖျားခင်ရဲ့ဂုံကိုညှိုးနွမ်းစေတော့ဝမ်းမြောက်ခြင်းဖြစ်တယ်ကျွန်တော်ကြည့်လိုက်ရင်မြုံကြည်တွေကချမ်းသာလိုက်တာမြုံကြည်တွေကကြားမာလိုက်တာအောင်မြင်လိုက်တာကျွန်တော်ပြောရှာရှိတယ်သူတို့ဆိုကဘာပတ်နေကြတာပဲကျွန်တော်ပြောရှာရှိတယ်ဒါပေမဲ့သူတို့ရဲ့ဝမ်းမြောက်ခြင်းကဖျားခင်ကိုဂုံတည်းညှိုးနွမ်းစေတဲ့ဝမ်းမြောက်ခြင်းဖြစ်တယ်ဘာကြောင့်လဲဆိုရင်ဘာအောင်ဆုံးတလောက်တော့ဖြစ်နေတဲ့ဖျားသူတို့ကိုတလောက်တော့ဖြစ်ပေးနေတဲ့ဖျားခင်သူတို့အတိမမှန်မပြုဘူးသူတို့အောင်မြင်ခြင်းအတွက်ဖျားခင်အတိမမှန်မပြုဘူးသူတို့ကြားမာခြင်းအတွက်အတိမမှန်မပြုဘူးလူသားဖြစ်နေခြင်းအတွက်ဖျားခင်အတိမမှန်မပြုဘူးသူတို့ရဲ့အားကြောင့်သူတို့ရဲ့ဝမ်းမြောက်ခြင်းကဖျားခင်ကို dishonor ဖြစ်စေတယ်ပြီးရင်ဘာဖြစ်လဲခရစ်တော်ကို diminish ဆိုတာကပျောက်ကွယ်သွားစေတယ်ဘာကြောင့်လဲဆိုရင်မြင်ရတဲ့အရာပေါ်မှာအခြေခံတယ်လေကိုယ့်ရဲ့ခွန်အားပေါ်မှာအခြေခံတယ်လေငါဒီလိုလုပ်လို့ဒီလိုအောင်မြင်တာလို့ဖြစ်တဲ့ခါမှာခရစ်တော်ပျောက်သွားတယ်ကျမ်းစာကိုလည်းဂရုမစိုက်ဘူးသူတို့ရဲ့အောင်မြင်မှုကကျမ်းစာကို ignore လုပ်ပေးတယ်နောက်ဆုံးဘာကိုပို့ဆောင်ပေးလဲပျက်စီးခြင်းကိုပို့ဆောင်ပေးတယ်ဒါကြောင့်ကျွန်တော်တို့ယုံကြည်သူကိုယ်တိုင်လည်းမယုံကြည်သူများကဲတော့မြင်ရတော့အရာလောကီအောင်မြင်ခြင်းလောကီချမ်းသာခြင်းပုံပဲဝမ်းမြောက်တတ်တယ်ဆိုရင်ဝမ်းမြောက်နေရတယ်ဆိုရင်အဲ့ဒီဝမ်းမြောက်နေတဲ့ခြင်းဟာဖခင်ရဲ့ခင်ကို dishonor ဖြစ်နေတယ်ဆိုတာကိုသိဖို့ဖြစ်ပါတယ်အဲ့ဒီလောကီအရာပုံမှာဝမ်းမြောက်နေတယ်ကျမ်းမာလာတယ်ချမ်းသာလာတယ်ကားပိုင်လာတယ်ဆိုရင်ဖခင်ရဲ့ခင်ကို dishonor ဖြစ်စေတဲ့ဝမ်းမြောက်ခြင်းတွေဖြစ်တယ်မကြခင်မှာခရစ်တော်ဟာ diminish ပျောက်ကွယ်လာမှာဖြစ်တယ်ကျမ်းစာကိုလည်းအလားတဖြစ်လာစေမှာနောက်ဆုံးမှာမိမိရဲ့အတ္တပျက်စီးခြင်းကိုပို့ဆောင်ပေးမှာဖြစ်တယ်အဆိုးဆုံးကတော့ final happiness မဟုတ်ဘူး eternal happiness မဟုတ်ဘူးထာဝရတည်သောဝမ်းမြောက်ခြင်းမဟုတ်ဘူးဆိုတာကိုသိဖို့ဖြစ်ပါတယ်ခဏမျှတာပဲ
ဒါပေမဲ့ကျွန်တော်တို့အမှန်တကယ်ဝမ်းမြောက်ခြင်းကပါလေကျွန်တော်ရဲ့လုံသားဝိညာဉ်ထဲမှာဝမ်းမြောက်နေတာအမြဲတမ်းဒီဝမ်းမြောက်မှုကဘယ်မှာအရှင်းလင်းဆုံးမြင်တွေ့ရတော့ຢာကဘယ်နေရာမှာကျွန်တော်ရဲ့အတွင်းလူရောဝမ်းမြောက်ခြင်းတွေ့ရတယ်လဲဆိုရင်တနင်္ဂနွေနေ့မှာဝုပြုတ်ကိုကွယ်ခြင်းပါဘာကြောင့်လဲဆိုရင်ယုံကြည်သူချင်းချင်းတွေ့မြင်ရတော့အခါမှာဝမ်းမြောက်တယ်ဒါကအစစ်မှန်တော့ဝမ်းမြောက်ခြင်းဖြစ်တယ်အထင်ရှားဆုံးကကျွန်တော်တို့မှုတော်ဆောင်တွေမှာတွေ့ရတယ်အထူးမြန်မာနိုင်ငံအမှုတော်ဆောင်တွေမြန်မာနိုင်ငံအမှုတော်ဆောင်တွေဟာလောက်စားလည်းမလောက်မငါဘူးမိသားစုလည်းမလောက်မငါဘူးတာသမီတွေလည်းတခြားတင်းတွေတော့မှကြောင်ကောင်းတွေမထားနှပေးနိုင်ဘူးအမေနဲ့ပတ်စံကလုံးနေတာကျမကြီးကဖြစ်ပြန်တယ်အဲ့ဒီထဲမှာအတင်းတို့တင်းသားတွေလူဆိုတာအားနေရှင်းနေပြည်စုံတယ်လေပြီးတဲ့ခါမှာအတင်းတို့တင်းသားတွေကကိုက serving လုပ်နေတဲ့ပြုစုနေတဲ့တင်းတို့တင်းသားတွေရဲ့ဝိုင်းဝန်းပြောဆိုခြင်းခံရတယ်အဲ့လိုခံရတဲ့ဂျာတဲ့ကနေအမှုတော်ဆောင်နေရတာကိုဝမ်းမြောက်တယ်ကျန်းစာတင်နေရတာကိုဝမ်းမြောက်တယ်ဝင်ကနေရတာကိုဝမ်းမြောက်တယ်ကိုရဲ့ဝင်မြခြင်းအဖြစ်တင်ချခြင်းအဖြစ်လူတွေပြောင်းလဲလာတာကိုကြည့်တဲ့အခါမှာဝမ်းတာလို့မဆုံးဘူးအဲ့လိုဝမ်းတာတဲ့အခါမှာလောကမှာအမှုတော်ဆောင်ဖြစ်ရလို့ခံရတဲ့ဆင်းရဲဒုက္ခတွေကိုကြွတာမဆိုင်တော့အဲ့ဒီဝမ်းမြောက်ခြင်းကအမှန်တကယ်စစ်မှန်တဲ့ဝမ်းမြောက်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့ပတ်စံဘလောက်အောင်မြင်လို့ချမ်းသာလို့ဘလောက်အောင်မြင်နေဖြစ်ပါစေလူတွေကဝိုင်းဝန်းပြီးကြည့်ရတဲ့အခါမှာချက်ချင်းပြောက်သွားတယ်ဝမ်းမြောက်ခြင်းကကျွန်တော်တို့ဘလောက်တော့ချမ်းသာနေလို့ဝမ်းမြောက်နေဖြစ်စေကျမ်းမာခြင်းချက်ချင်းယူရင်းသွားတဲ့ခါလေးဝမ်းမြောက်ခြင်းပြောက်သွားတယ်ပတ်စံဘလောက်ရှိဒါပေမဲ့ကျွန်တော်တို့ရဲ့အတွင်းမှာမမြင်ရတဲ့အရာမှာအခြေခံတော်ဝမ်းမြောက်ခြင်းကဘယ်အရာမှဖြစ်စီပြလို့မရအောင်ဘာကြောင့်လဲမမြင်ရတော့ပုံမှာအခြေခံတယ်ခရစ်တော်ပုံမှာအခြေခံတယ်ကောင်းကင်နိုင်ငံတော်ပုံမှာအခြေခံတယ်ခရစ်တော်ကိုယ်တိုင်ဟေဘရဲခန်းကြီးစနစ်ခန်းငယ်နဲ့မှာထို့ရခင်ဒီမိမိရှင်တိုင်းထားတော့ဝမ်းမြောက်ခြင်းအကြောင်းရှက်ကြောက်သောအရာကိုမမှတ်ပဲလက်ဝါးကတိုင်ကိုခံပြီးမှဖျားခင်ပလင်တော်လက်ရဘက်၌ထိုင်နေတော်မူ၏ခရစ်တော်ကိုယ်တိုင်ပုံသက်တည်ပြတော်တာဖြစ်ပါတယ်မမြင်ရတော့အရာမမြင်ရတော့ဝမ်းမြောက်ခြင်းသူကိုယ်တိုင်လူလောကမှာလာမှာအသေးခံခြင်းဆင်းရဲဒုက္ခဖျားဖြစ်ခြင်းကိုဖျားဖြစ်ခြင်းအခွင့်အာဏာကိုစွန့်ပြီးမှလူသားလာဖြစ်ရတာဘလောက်တော့မကြည့်မလားအကြီးမဆုံးအဲ့ဒါကဒီချောရမှာကာလာမှာအကြီးမဆုံးတော့ဆုံးရှုံးမှုကဖျားခရစ်တော်ဖျားရဲ့အခွင့်အာဏာကိုစွန့်ပစ်လိုက်ခြင်းဟာအကြီးမဆုံးဆုံးရှုံးမှုပဲခမများကျွန်တော်ရဲ့ကျမရေးဆုံးရှုံးသွားတာစီးပွားရေးဆုံးရှုံးသွားတာဘာမှမဟုတ်သေးဘူးမိသားစုဝင်ဆုံးရှုံးသွားတာဘာမှမဟုတ်သေးဘူးခရစ်တော်ရဲ့ဆုံးရှုံးမှုကမှအကြီးမဆုံးဆုံးခရစ်တော်အဲ့ဒီကြီးမဆုံးရှုံးမှုကိုဆုံးရှုံးခံရတယ်ဘာကြောင့်လဲအဲ့ဒီဆုံးရှုံးမှုအပြင်သူပြန်လဲရရှိလာမဲ့ဝမ်းမြောက်ခြင်းယုံကြည်ခြင်းနဲ့သူမြင်တွေ့နေရတော့ကြောင့်ဖြစ်ပါတယ်နောက်ဆုံးမှာမတကယ်ဝမ်းမြောက်ရလားဝမ်းမြောက်ရတယ်ဒါကြောင့်မို့လို့ကျွန်တော်ဒီနေ့ခွန်အားပေးချင်တာဒီလောကမှာအသက်ကျွန်တော်ကမှာကျွန်တော်တွေဟာမယုံကြည်သူကတော့မတွေးခေါ်မိစေနဲ့မမြင်မိစေနဲ့မခံစားမိစေနဲ့အရာမှတားလည်းကျွန်တော်တို့ယုံကြည်ခြင်းနဲ့အသက်ရှင်တော့ခါမှတားလည်းဒီလောကမှာကြုံတွေ့လာရတဲ့အခက်အခဲတွေဆင်းရဲတွေဒုက္ခတွေပြဿနာတွေကိုကြုံတွေ့တော့ခါမှာအဲ့ဒီအရာကိုယုံကြည်ခြင်းနဲ့အောင်မြင်ကြော်လွားမမြင်ရတဲ့အရာကိုစိတ်ထဲမှာမှတ်မိမိကိုမိမိရဲ့အတွင်းလို့မမြင်ရတဲ့အတွင်းလို့ကိုတိဆောက်ခြင်းအပြင်မမြင်ရဘူးလို့ထင်ရတဲ့အနာဂတ်ခရစ်တော်ကြောက်လာတော့ခါမှာကျွန်တော်တို့ခရစ်တော်ရှင်မှာမရပ်ပြီးမှဂုံယူဝင့်ကြွားဆောင်ခရစ်တော်နဲ့ကြုံတွေ့ရမှာဖြစ်ပါတယ်နောက်ဆုံးမှာဒီလောကမှာဘလောက်ပဲခက်ခဲဖို့ကိုကြုံတွေ့ရတယ်ဖြစ်ပါစေခရစ်တော်ကိုယ်တိုင်ကျွန်တော်တို့လက်ကိုဆန်တန်းပြီးမှကျွန်တော်ရဲ့မိရေကိုတုတ်ပေးမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းအီးမေးလ်တော့ခဏပေးချင်ပါတယ်ရောက်ချင်းစီတိုင်းပေါ်ဖခင်ကောင်းချီးပေးပါစေ